English စကားပြောလေ့လာခြင်းတဲ့သူတွေအတွက်အကောင်းဆုံး English စကားပြောအပြန်အလှန်ပြောလို့ရတဲ့အကောင်းဆုံး AI2 ကိုပြောပြပါမယ်ကျွန်တော်သုံးဖို့တဲ့ဒီ AI ထဲမှာ3မျိုးရှိတယ်နံပါတ်1လောက်ပြီးသားဖြစ်တဲ့ ChatGPT သူကပြောလို့ရတယ်အပြန်အလှန်ပြောလို့ရတယ်ပြောနေစေမှာသူမေးတာကိုနားမလဲရင်ကိုဆက်ပြီးတော့ဖြေလို့မရဘူးစာမပေါအောင်ငါက Grok AI Grok AI ကျတော့အဲ့လိုမျိုးပဲသူကပြောတယ် connection ကောင်းအောင်မပေါ့နော်နံပါတ်2အခုပြောတဲ့ AI ကကြတော့ဘာဖြစ်လဲဆိုလို့ရှင်ပြောနေစေမှာလဲကိုကသူကစာတန်းတွေထိုးပေးတယ်စာတန်းတွေထိုးပေးတဲ့အတွက်ကြောင့်ကိုနားမယ်လို့စာတန်းကိုပြန်ပြီးတော့ကြည့်လို့ရတယ်ဒါပြီးကင်းတာအတွက်အရန်ကောင်းတယ်ဒါကြောင့်အင်္ဂလိပ်စကားပြောလေ့လာမဲ့သူတွေစကားပြောဖို့မရှိတဲ့လူတွေအတွက်ကတော့ဒီ AI ကအကောင်းဆုံးဖြစ်ပါတယ်မလုတ်တက်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ကဘာဖြစ်ဆိုတာလုတ်ပြပေးမှာဖြစ်ပါတယ်တချို့ကလုတ်ပြမှရတယ်လေအဲဒါကြောင့်လုတ်ပြပေးမယ်ရှေ့ကပြောခဲ့တဲ့ ChatGPT နဲ့ဒီ Grok AI ကကြတော့သူကပြောနေချိန်မှာတော့စာတန်းကြည့်လို့မရအောင်အဲ့ဒီစာတန်းကြည့်လို့မရဘူးဒါစာတန်းကြည့်ချင်တယ်ဆိုသူ့အနေထွက်ပြီးတော့မှစာတန်းကြည့်ရတယ်ဒါကြတော့ ChatGPT နဲ့ဘယ်လိုအင်္ဂလိပ်ဘယ်လိုပြောရမလဲအပြန်အလှန်လေ့ကျင့်ရမလဲဆိုတာသင်ပြီးသားရှိတယ်ဗီဒီယိုနဲ့နော်ဒါဆိုအခုအကောင်းဆုံးဒီ AI ကိုပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်အဆုံးထိကြည့်လိုက်ပါအရန်လွယ်တယ်ကျွန်တော်တော့ဆရာအောင်မဖြစ်ပါတယ်ဒီဆရာအောင်ရဲ့ဒီ Facebook account ရဲ့ page မှာကြတော့ဒီ follower တွေအသိပညာတိုးတက်အောင်ဆိုပြီး computer English engineering အခုလောလောဆယ်ဆို AI ကိုတော့အများကြီးတင်ပေးထားပါတယ်ဘာဖြစ်လဲဆိုတော့ AI ခေတ်ဖြစ်တဲ့အတွက်ကြောင့်လူတိုင်း AI ကိုအသုံးချနိုင်ဖို့ရည်ရွယ်ချက်နဲ့တင်ပေးပါတယ်ဒါဆိုလို့ရှိရင်အခု English စကားပြောဖြစ်ပေါ့နော်ဒီအပြန်လည်ပြောပြီးတော့ကိုနားမလဲတာစာလဲကြည့်လို့ရတယ်ဆိုတော့ဒီ AI ကိုပြောပြမယ်သူကကြပါလဲဆိုရင် Google AI Studio ပဲဖြစ်ပါတယ်တချို့ဖုန်းတွေမှာကြတော့ AI Studio ဆိုပြီးတော့ရှိတယ်တပ်ပုံပြင်တာပါညာတဲ့အပိုင်းဖြစ်တယ်သူကစကားပြောတဲ့ဟာမဟုတ်ဘူးအခုပြောမယ့်ဟာကြတော့ Google AI Studio ဖြစ်ပါတယ်ဒါဆိုရင်တော့ဖုန်းနဲ့လုပ်ပြမှာဖြစ်ပါတယ်နော်အဲ့တော့ Google AI Studio ဆိုတာကအခုမြင်နေရတဲ့ AI Studio နဲ့မဟုတ်เนาะဒီ AI Studio ကကြတော့ပါလောက်တာလဲဆိုတော့သူတို့တပ်ပုံတွေရုပ်ချိန်တာမျက်နှာချိန်တာတို့ slow motion လောက်တာတို့ဖြစ်တဲ့စကားပြောတာမဟုတ်ဘူးအခုပြောမယ့်ဟာကကြတော့ Google AI Studio ဆိုတော့သူ့ကိုကြတော့ဘယ်ကနေသွားမယ် Google Chrome မဟုတ်ရင်ဒီမှာ Google ပေါ့เนาะ Google မဟုတ် Google Chrome ကနေပြီးတော့ပါကိုရိုက်ထဲမှာလဲဆို Google AI Studio ဆိုပြီးတော့ရိုက်ထဲမယ်Google AI Studio ပေါ်တာကိုထပ်နှိပ်မယ်ထပ်နှိပ်တဲ့အခါကြာလို့ရှိရင်ဒီလိုစာတန်းလေးတွေဟွာလေးတွေပေါ်လာမယ်ဒီမှာတော့ connection မကောင်းဘူးเนาะအဲ့ဒီထဲမှာဆိုရင်ကိုကဒီတိုင်း chat တွေနေနဲ့ကိုကမေးလို့ရတယ် chat GPT တို့ Grok တို့ DeepSeek တို့เนาะအဲ့လိုမျိုးပေါ့အများကြီးမေးရတယ်အခုပြောမယ့်ဟာကြတော့သူနဲ့အင်္ဂလိပ်နဲ့အပြန်လန်ပြောဆိုတဲ့ဟာကိုမေးတာဖြစ်တဲ့အတွက်ဒီထိတ်ဆုံးကဒီဘားတန်းလေးကိုနှိပ်မယ်နှိပ်လိုက်တဲ့အခါကျတော့အဲ့မှာဆိုရင်ပါကိုရွေးရမလဲဆို stream ကိုရွေးရပါမယ် stream ကိုရေးလိုက်ပါမယ် stream ကိုရေးလိုက်ပြီးလို့ရှင်ထောက်တကယ်လို့ဝင်လို့မရဘူးဆိုလို့ရှင် Gmail တစ်ခုခုနဲ့ဝင်ပေးရပါတယ်ကို AI တောင်းမယ်ဆိုလို့ရှင် Gmail အနည်းဆုံးတစ်ခုရှိထားပါမယ်လောက်ထားမယ်လောက်မတက်ဘူးဆိုရင်လည်းလောက်ပြမယ်နော်အဲ့ဒါ Gmail ကရှိကိုရှိတယ်ရှိပြီးတော့ဘာအကောက်ပဲလောက် Gmail နဲ့ဝင်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှင်အခုဆိုစကားပြောလို့ရဖို့အတွက်ဒီမှာ webcam ရှိတယ် talk ရှိတယ် talk ကိုနှိပ်လိုက်ပဲ allow this time နဲ့ရရပါတော့ဒီရဲ့အခါကျဒီလိုမျိုး connecting to server ဒီမှာတော့ connection မကောင်းလို့ဒါဆိုပြောလို့ရပြီနော် Hello my friend can you help me အဲ့ဆိုကိုပြောလိုက်ပေါ့နော် help ကျွန်တော်ကတော့ AI တခုပါဘယ်လိုကူညီရမလဲအမြန်မာလိုလည်းမေးလို့ရတာလားဟုတ်ကဲ့အမြန်မာလိုမေးလို့ရပါတယ်ဗျာအဲ့တော့ကိုကမြန်မာလိုလည်းမေးလို့ရနာခုကိုကမြန်မာလိုလည်းမေးဖြေပေါ့နော်ဒါဆိုလို့ရှိရင် AI နဲ့ပတ်သက်ပြီးတော့သင်ပါတိထားလည်းပြောပြပါဦး AI artificial line မကောင်းအခဏလေးတော့နားမလည်လိုက်လို့ပါ AI နဲ့ပတ်သက်ပြီးဗာသိချင်တာလဲဟန်I want to practice English with you can you help me I want to speak with you in English Okay I'm here to help what would you like to talk about especially I want to speak English quickly so what should I do to speak English quickly To learn English quickly, you can try practicing English every day,
like listening to English music, watching English movies, or speaking with native speakers. Also, try to focus on speaking practice as much as possible. အဲ့ဒါပြောချင်တာကကိုပြောနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီနေရာမှာစာကြည့်လိုက်မှာဟိုပါပေါ့ဟိုပါအခုက line မကောင်းလို့နော် line မကောင်းလို့သူပြောနေတဲ့အချိန်မှာလဲစာတန်းနဲ့ထုတ်ပေးတယ်ပြီးတော့ voice နဲ့ထုတ်ပေးတယ်ဒီနေရာမှာပေါ့နော်ဒီမှာစာတန်းထုတ်ပေးတယ် hello again I want to speak ဘာများကူညီပေးရပါလဲ I want to speak in English with you All right, I can speak in English. How can I help you today? I want to practice English speaking with you. Can you help me? Yes, absolutely. I'd be happy to help you practice your English speaking. What would you like to talk about? You can ask me some questions. After that, I will answer as I can. Great! How about we start with some general questions? What are your favorite hobbies or interests? My favorite hobby is teaching English, computer engineering, or AI, or general knowledge. That's interesting. Teaching and technology sound like very engaging fields. What do you enjoy most about them? အဲ့ဆိုဒီမှာကတော့ခုနပြောသလိုပဲအားသာချက်ကပါလဲဆိုတဲ့ခါကြတော့အားသာချက်ကပါလဲဆိုတဲ့ခါကြတော့ကိုပြောနေချိန်မှာလဲသူကစာတန်းထိုးပေးတဲ့အတွက်ကြောင့်သူဒီအကောင့်ဆုံးအင်္ဂလိပ်စကားပြောပဲပြည်မြန်မာလိုပဲပြည်ပြည်ဒီဘာသာစကားကိုမစိုးပြောလို့ရတာဆိုသူပြန်မေးချင်တယ် That makes sense. It's great that you find joy in sharing your knowledge and exploring technology. What kind of things do you like to teach or learn about in those fields? How many languages can you speak? My apologies. I seem to have misunderstood. Could you please tell me again what you enjoy most about teaching and technology? နော်အဲ့ဆိုတော့သူကအဲ့လိုမျိုးအရန်ဒါတကယ်လေ့ကျင့်တဲ့ခါကျရင်အရန် I can ကောင်းတယ် speak many languages. I am fluent in several languages and can understand and communicate in many more. What languages are you interested in? Can you speak in Korea? I understand. We can practice together, and I'll do my best to help you improve your English speaking skills. Feel free to ask me anything you'd like to discuss. နော်ဒါဆိုလို့ရှိရင်ဒီမှာပြီးသွားပြီဒါဆိုလို့ရှိရင်အခုအင်္ဂလိပ်ပဲပြပြပြမြည်တိဘာသာစကားကိုမစိုးကိုကကြတော့ဒီလို beginner အနေနဲ့အပြန်လည်ပြောချင်တယ်ဒီ ChatGPT နဲ့ဒီ Chronic ကကြတော့စာတန်းနဲ့ဒီလိုမျိုးမထိုးပေးဘူးကွန်ပျူတာနဲ့ကြတော့ကြည့်လို့ရတာပေါ့နော်ဒါပေမဲ့ပြောတဲ့ခုမှာကြတော့ပြောတဲ့ခါကျရင် ChatGPT ကသူ advanced voice ကသူက9မိနစ်လောက်ပဲပေးတယ်ပေါ့နော်အခုဒီကောင်ဆိုရင်သူကlimit လောက်ထားလည်းမရှိဘူးစာတန်းနဲ့ထိုးပေးတယ်ပြီးတော့အရန်လဲကောင်းတာပေါ့နော်အရန်လဲကောင်းတာဖြစ်တဲ့အတွက်ဒါဘာသာစကားကိုလေ့လာတဲ့ကိုရီးယားဂျပန်တရုတ်အင်္ဂလိပ်မြန်မာအကုန်လုံးကို AI ကိုမေးလို့ရတယ်ဒါကြောင့်ဒီကောင်ဆိုလို့ရှိရင်တော့အခု Google AI Studio ဆိုလို့ရှိရင်တော့ AI ထဲမှာဒီ speaking ကိုလေ့ကျင့်မဲ့သူတွေအတွက်ဆိုလို့ရှိရင်အကောင်းဆုံးလို့ထင်ပါတယ်ဒါလိုနားမလည်ဘူးမလောက်တတ်ဘူးဆိုရင် comment မှာမေးလို့ရပါတယ်နော်